အားလုံးပဲမင်္ဂလာပါ right channel လေးပြန်ဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီသူမလုံးကြီးပြောမှာဖြစ်ပါတယ်တောက်ဆိုထားတာလေးရှိလို့ပေါ့နော်ဒီနေ့ရတဲ့ပတ်ဝန်းမှာပတ်ထုတ်ကိုမနေ့ဖက်မှာပဲတင်ပါပဲတော့လောလောဆယ်တော့ဂဲကိုပေးရမယ့်အင်ဂျီကဟာရောဒီမှာပါဒီ wedding dress လေးပေါ့နော်အဲ့ဒါလေးကိုပေးပါပြီးရင် hair style ကိုပြောင်းပါမယ် hair style ကဘာလို့လဲဆိုတော့ဒီသပင်ရှိပေါ့နော်အဲ့ဒါလေးလုပ်လိုက်ပါနောက်ပြီးရင် hair style ကရပြီဆိုဒီမှာပေါ့နော် face ဆိုတဲ့ဟာရှိပါတယ်အဲ့ face ကို၄ထိရောက်တဲ့အထိပြောင်းရမယ်ပြောင်းပြီးသွားရင်ဒီ character change ကိုနှိပ်ပါမယ်နှိပ်သွားရင် girl ကိုပြောင်းဘွိုင်းကိုပြောင်းလိုက်ပါနော် sorry ပါကဲဘွိုင်းကိုလည်းအင်ဂျီလေးပေးရပါမယ်ဘွိုင်းကိုကြာတာဒီ ninja ဆိုတဲ့အင်ဂျီလေးပေးပါဒါဆိုရင်တော့ဂိမ်းစားလေးရပါပြီကဲဂိမ်းထဲကိုရောက်ပြီပေါ့နော်အဲ့ဆိုရင်ဘွိုင်းအိမ်ကိုသွားပါမယ်ဘွိုင်းရဲ့အိမ်ကိုရောက်ပါပြီရောက်ပြီဆိုလို့ရှိရင်ဘွိုင်းပြောင်းမယ်ပေါ့နော်မီနူးထဲဝင်မယ်အဲ့ဒါတော့ပြောင်းတက်လောက်ပါမယ်ဒီမှာဘွိုင်းနဲ့ဝင်မယ်ဘွိုင်းကကဲဘွိုင်းကမနှိပ်ရမှာလဲဆိုတော့ပေါ့နော်ဒီထောဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဟိုနှိပ်လိုက်ဆိုချင်ရင်ခဲဟိုဒီပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်ပါအဲ့လက်သွဲလိုက်တာပေါ့နော်လက်သွဲပြသွားပြီဆိုရင်ဘွိုင်းကကလုံးခွဲလို့ရတယ်နော်အဲ့ကလုံးခွဲဒီကလုံးဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါတခါလေးနှိပ်ပေါ့နော်နှိပ်ပါပြီဆိုလို့ရှိရင်ဟိုသပင်နဲ့ထက်လောက်တဲ့နီးကိုသိရဆိုရင်ရပါတယ်ဒီနီးကပြီးဒီအရှင်ဆိုတော့နှိပ်လိုက်ပေါ့နော်ပြီးရင်ခဲလက်သွဲပြုတ်တာပေါ့နော်ဒီမှာလက်သွဲပြုတ်သွားပါပြီကဲလက်သွဲပြုတ်သွားပြီဆိုရှင်ဘာဆက်လုပ်ရမှာလဲဆိုတော့ဒီအတွဲပေါ့နော်ဒီအတွဲနောက်ကိုလိုက်ရပါမယ်လိုက်ပြီးရပြီဆိုရင်ဒီဟာလေးပေါ်ရထိလိုက်ရမှာပေါ့နော်အခုရပြီဆိုတော့အဲ့ဒါနှိပ်ပါမယ်နှိပ်သွားဆိုရင်လက်သွဲဟာပဲထပ်နှိပ်ပါမယ်ဒါဆိုရလာပြီဆိုရင်အရှင်ရနှိပ်ပြီးတော့ပြန်ဖြုတ်ပါမယ်ဖြုတ်သွားရင်ကလုံးပြန်သိမ်းလို့ရပါပြီကဲဒါဆိုရင်မီနိုးတဲ့ကိုပြန်ဝင်မယ်ဝင်ပြီးသွားရင်ဂဲကိုပြန်နှိပ်မယ်ပေါ့နော်နှိပ်သွားရင်ဂဲကအဲ့စောတော့ကလုံးကောင်မလေးကိုသွားပြီးတော့စကားသွားပြောမယ်ပေါ့နော်အင်းဆုံးတခုခုပေါ့နော် I love night you love night you're clever I respect you အဲ့ဒါလေးပေါ့နော်ဒီဟာလေးတွေပေါ့နော်အဲ့ဒါလေးကြိုက်တာပြောလို့ရပါပေါ့နော်မကောင်းတာတော့မပြောနဲ့ပေါ့ဒီလိုမြားလေးတွေပေါ်လာပြီဆိုလို့ရှိရင်တော့သူလက်ခြိလိုက်ပေါ့နော်ဒါလေးကိုနှိပ်ပြီးခြိပါခြိရတော့ပြတ်ပါတယ်ခြိsorry ပါတခုကြံခဲ့ရပေါ့နော်သူ့လုပ်ပေးစရာတခုရှိပါသေးတယ်ဒီမခြိခင်မှာဒီအင်ကြီးလဲပေးရမယ်ပေါ့အင်ကြီးကိုနှိပ်ပါနှိပ်ပွားရင်ဒီတခုခုပေါ့နော်လဲပေးလိုက်ပါလဲပေးပြီဆိုရင်သူ့ခြိလို့ရပါပြီခြိပွားရင်ဘွိုင်းပြောင်းပါမယ်ဒါလေးကပတ်ဝန်းပေါ့နော်ဗီဒီယိုကရမ်းရှည်သွားမှာဆိုတော့ပြီးတော့ရှုပ်တယ်ပေါ့နော်အဲကြောင့်ပတ်ဝန်းပတ်တူဆိုပြီးခွဲပြီးလုပ်ပေးရမယ်ကဲကိုအနောက်ကနေပြီးတော့ခြိလိုက်ပါအဲ့ဆိုလို့ရှိရင်ဒီလားခဲဒီလိုဖြစ်သွားပါပြီပြီးရင်ချလိုက်ပါပြီးရင်ခဲပြန်ပြောင်းပါမယ်ကဲအဲ့ဆိုဒီမှာတွေ့လားခဲလက်ကအဲ့လိုဆန့်သွားပြီဆိုရင်သူခြိထားသူချလိုက်ပါချပွားရင်အိမ်ထဲကိုဝင်ပါမယ်ဒီနဲ့ဝင်ပါမယ်ဝင်ပြီးသွားရင်အင်ကြီးလဲရပါတော့အရှင်ကိုနှိပ်ပါအရှင်နှိပ်ပြီးသွားပြီဆိုရင်ဒီပေါ့နော် hair ဆိုတဲ့ဟာလေးပေါ့နော်ဒီ hair ဆိုတာနှိပ်လိုက်ပါစပင်ပုံတွေပေါ့နော်ရပြီပေါ့နော်စပင်ပုံတွေရပြီဆိုရင်ဒီစပင်ပေါ့နော်ဒီစပင်နံပါတ်20ခွန်ပေါ့နော်20ခွန်ကိုနှိပ်ပါနှိပ်ပြီးဆိုရင်ဒီခရုံးဖြစ်သွားမယ်ပေါ့နော်ခရုံးဖြစ်သွားပြီဆို close ကိုပြန်နှိပ်ပါအင်ကြီးပေါ့နော်အင်ကြီးနှိပ်ပြီးဆိုလို့ရှိရင် wedding dress ပဲပြန်ဝတ်ပါမယ်ကဲ wedding dress ပဲပြန်ဝတ်မယ်ပြောရင်ရပြီပေါ့နော်စပင်ရောင်ပြောင်းမှုအတွက်ကမီနီးရဲဝင်ပါမယ်ဝင်သွားဒီ char edit ဆိုတာcolor edit ဆိုတာအဲ့ဒါပေါ့နော်နှိပ်ပါပြီး hair color ကိုနှိပ်ပါနှိပ်ပါအောက်ကရောင်တိုင်းပေါ့ပန်းအောင်
ကိုရေသူမလို့ဆိုရေသူမပန်းအောင်လုပ်မလဲဆိုတော့ကိုစဉ်းစားပါနော်ပန်းအောင်လို့မဆိုပန်းအောင်လေးပဲဆိုလိုက်ပြီပေါ့နော်ဒီပန်းအောင်လေးလုပ်မယ်ပေါ့နော်ကိုလောက်ထားတဲ့အရာလေးကိုမှတ်ထားပေါ့နော်အဲ့ဒါမှတစ်ထပ်တည်းပြင်ပါပါကဲပြီးရင်အပြင်ပြန်ထွက်မယ်ပေါ့နော်ကြာမှာဆိုလို့တော်တာနဲ့ပဲသွားရတော့ပေါ့နော်ကဲရပြီဆိုရင်ဒီနည်းတိုင်းပဲပေါ့နော်ဆက်လုပ်ပါမယ်ဒီမှာခေါင်းပြည့်လိုက်ပေါ့နော်လို့ဆိုသူ့ကိုလက်တွဲမယ်ဒီနေရာမှာသပင်ပုံစံကကိုကြိုက်တာကိုသုံးလို့ရတယ်ပေါ့နော်ဒီကလုံးခွဲမယ်လက်လွတ်မယ်ပြီးတော့နောက်ကိုဆက်လိုက်ပြီးရရင်လက်တွဲပြန်ဖြုတ်ကလုံးခွဲပြောရင်ခဲကိုပြောင်းမယ်ပေါ့နော်ခဲကိုပြောင်းပြရင်ဆိုတာတော့ပြောမယ်အဲ့ဒီလဲပေးမယ်လဲပေးပြီးရင်ချီမယ်ဝိုင်းပြန်ပြောင်းမယ်ချီပါမယ်ကဲပြန်ချမယ်ခဲပြန်ပြောင်းမယ်သူ့ချမယ်စဆိုနေလေးပေါ့ပြီးရင်စောစောရောလိုပဲအထဲပြန်ဝင်မယ်ပြောရင်ဟဲကိုပြန်သွားမယ်နော်သွားပြောလို့ရှိရင်ကိုကျဲရဲ့စပင်ကိုနှိပ်လို့ရပါတယ်ဒါပေမဲ့လိုက်မဲ့စပင်ကလေးပဲနှိပ်လိုက်ပဲပေါ့နော်ဒီလိုဖြစ်သွားပြီဆိုလို့ရှိရင် close တဲပြန်ဝင်ပါမယ်ဒီမိပြီဆိုရင်အင်ဂျီက wedding dress ကိုမိုးတော့ဘူးပေါ့နော်နောက်တစ်မျိုးဝတ်ပါမယ်ဒါပေါ့နော်တင်ထားရဲ့ YouTube channel မှာပေါ့နော်ဒါရဲ့ YouTube channel မှာမေးထားတာလေးရှိလို့ပေါ့နော်အဲ့ YouTube မလုပ်နည်းလေးပြောပြပါဆိုပြီးတော့မေးထားတာလေးရှိလို့ပေါ့တင်ပေးရပေါ့နော်မအားတော့တိတ်ပြီးမအားတော့လဲနည်းနည်းကြာသွားပါရဲ့လို့ကဲဒီအားလေးပေါ့နော် Sims 3ဆိုတာလေးကိုနှိပ်ပါမယ်ကဲသပင်အရောင်လေးကိုပြန်ပြောင်းပါမယ်hair color ပေါ့နော်စောစောကလုပ်ထားတဲ့ပန်းရောင်လေးပဲပြီးသွားရင် close color ပါပြောင်းပါမယ် close color ကတော့အပေါ်ကပန်းတုံးထားတာအရောင်လေးပြောပြမယ်ဆိုဒီပန်းရောင်လေးပေါ့နော်အပန်းရောင်အောက်ကပန်းရောင်အဲ့လိုတုံးမယ်ဖဲပြားလေးကိုကြတော့ဒီသပင်အရောင်လေးပေါ့နော်အဲ့ဒါလေးနဲ့လုပ်ဒီဟာလေးနဲ့ပေါ့နော်sorry ပါ sorry နော်အရောင်မှာတော့ဒီရောင်လေးပါအဲ့ဒီအရောင်လေးကိုတုံးလိုက်ပါရဲ့အဲ့ဒါဆိုရင်ပို့ပြီးတော့အရောင်ရှင်းသွားပြီပေါ့နော်ကဲဒီနေ့ part 1 လေးကတော့ဒီလောက်ပါပဲပေါ့နော် part 2 လေးကိုမနက်ဖြန်မှာဆက်တင်ပေးပါမယ်အားလုံးပဲတက်တာဘာလို့လဲဆိုတော့ video ရှုပ်သွားမှာကြောက်လို့ပေါ့နော်ရှုပ်သွားရင် like လုပ်တဲ့သူတွေကလည်းခက်ခဲမှာဆိုလို့ပါအားလုံးပဲတက်တာ like and subscribe လေးလည်းလုပ်ခဲ့ပါအောင်နော် like and subscribe လေးလုံးမ video ဆက်တင်နိုင်မှာမို့လို့ပါကိုသိချင်တာရှိရင်လည်းမေးခဲ့လို့ရပါရဲ့ဒါပေမဲ့ subscribe လုပ်ထားမှာပြန်ဖြည့်ပေးပါမယ်နော်အဲ့လိုမျိုးလုပ်ပါမယ်ကဲအားလုံးပဲတက်တာ